နေသူရဲ့ဆန်းကလည်းကြောက်ဖို့တော့ကောင်းနော်မိမယူလိုက်တာတော့မဟုတ်ပဲဆန်းကြမလို့ဘူတော့အောင်လာပြီဒီနည်းပညာလောကနိုင်တိထားတဲ့ပို့ပြီးတော့ရှုပ်တယ်အဲ့ဒီတက်နွယ်ဆိုတဲ့မင်းသမီးကလည်းအကယ်ဒမီမင်းသမီးဆိုပြီးတော့သူ့ရဲ့ပါဝါအောင်နေရာကလိုက်ပြီးအသုံးချခြင်းနေတော့တာဒါရိုက်တာဆိုတာအဲ့ဒီပရိုဂျူဆာတွေလိုချကပြနေရတဲ့ကင်မရာနောက်ွယ်ရမင်းသားတွေတော့ပြိသက်တဲ့အမြင်မှာတတ်နွယ်ကိုလူစိုးမိုင်အဖြစ်မြင်ပြီးတော့နာယဒီနုပညာလောကအကြောင်းလဲသိလဲထဲထဲဝင်ဝင်မသိပါဘူးမရဲ့ဒီလောကထဲမှာဘယ်သူ့ကိုယုံလို့ယုံအောင်မှမသိဘူးအေးမဟုတ်တဲ့သတင်းတွေကိုမဟုတ်တဲ့ခေါင်းစဉ်တွေတက်ပြီးပေါက်ရရှောက်နေတော့ငါကိုယ်တိုင်ကုန်တရားစွဲပြစ်မှာနော်